အားလုံးမင်္ဂလာပါဇော်ဝင်း entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မိတ်ဆွေတွေကိုပြန်ပြီးရှင်းလုပ်ပေးမယ့်ဗီဒီယိုလေးကတော့အခုမှ Facebook page ထောင်ပြီးတော့နော် Facebook ပေါ်မှာဗီဒီယိုတွေတင်ပြီးတော့ပိတ်ဆန်ရှာမယ့်မိတ်ဆွေတွေများအတွက်ဘဟုတိတအနေနဲ့ဖြစ်ဖြစ်ပါလေနော်တိထားတဲ့အရာလေးတွေကိုဒီမိတ်ဆွေတွေကိုပြန်ပြီးရှင်းလုပ်ပါမယ်အဲ့ဒါလေးကဘာလဲဆိုတော့ Facebook ပြီးတော့ sub ဖွင့်နေပြီနော်ပြီးတော့ Facebook page မှာပြည်ကျွန်တော်တို့ကဒီ no eligible เนาะ no eligible ဖြစ်နေတယ်เนาะနိုင်ငံကခွင့်ပြုလို့နိုင်ငံကမဟုတ်ဘူးအဲ့လိုပြနေတယ်ဆိုရင်မချင်လို့ပုံမှန်ရှာလို့မရပါဘူးเนาะအဲ့ဒါမျိုးကိုကျွန်တော်တို့ကဒီ no eligible ကနေ eligible ဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီနေ့ message ကိုပြန်ပြီးရှင်းလုပ်ပြပါမယ်ဒါလေးကတော့အခုမှ Facebook page ပေါ်မှာเนาะဗီဒီယိုတင်ပြီးတော့ blog တွေတင်ပြီးတော့ Facebook ချမ်းမြေညီကိုတွေများအတွက်เนาะညီမတွေများအတွက်ပို့ပြီးတော့အတုံးမှာဖြစ်ပါတယ်เนาะအခုမှဆက်လုပ်မဲ့သူများဆိုရင်လည်းပို့ပြီးတော့လေးလာထားတဲ့အရာလေးဖြစ်ပါတယ်เนาะဒီစာပေသမားတော့အဲ့မိတ်ဆွေမင်းပေးရပါလားเนาะဟိုသင်ကြောင်းလောက်ပေးရမယ်ဟုတ်လားအဲ့လိုမျိုးဟိုအဲ့လိုမျိုးတွေကိုလောက်တတ်ရင်ပိတ်ဆံကုန်လေးတသားတွေပြเนาะဒါကိုဘယ်လိုလုပ်ရင်ဘယ်လိုရတယ်ဆိုတာကိုကိုယ်လည်းလုပ်လို့ဟိုရတယ်ဒီကိုမိတ်ဆွေတို့ပြန်ပြီးရှင်းလုပ်ပြပါမယ်အတိအကျဒီလက်တွေ့ကိုပြမှာဖြစ်ပါတယ်เนาะโอเคမိတ်ဆွေတွေကိုအခုကျွန်တော်လက်တွေ့ပြမယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ Facebook page ကိုကျွန်တော်အရင်ဝင်ပြလိုက်ပါမယ်နော်ကျွန်တော်ရဲ့ page အသေးလေးကိုလည်း like and follow လေးနဲ့ကိုညီကိုမိတ်တန်နဲ့ခံပါတယ်โอเคဒါကတော့ကျွန်တော်ရဲ့ Facebook page အသေးဖြစ်ပါတယ်နော်ဒါပါဟုတ်လား sorry ဒါတော့ကျွန်တော်ရဲ့ Facebook page ဖြစ်ပါတယ်နော်ဒါဇောင်းဝင်း entertainment ဖြစ်ပါတယ်ဒါလေးကိုလည်းမိတ်ဆွေတို့နော်မိတ်ဆွေတို့အတွက်တစ်ခုခုအထုံးဝင်လာများချစ်စင်ရင်လည်း like and follow ရှင်းနေရင်ကိုကြည့်ဖို့မြတ်တယ်ခံပါတယ်โอเคအဲ့ဒါဆိုရင်တော့အဲ့လိုပေါ်လာပြီဆိုရင်တော့မိတ်ဆွေညမှာမိတ်ဆွေဒီအဆက်30လေးကိုရင်နှိပ်ပြလိုက်ပါနော်ဒီအဆက်30လေးကိုရင်နှိပ်ပြလိုက်ပါโอเคအဲ့လိုမျိုးပေါ်လာပြီဆိုတော့လည်းမိတ်ဆွေကဒုတိယတစ်ခေါက်အနေနဲ့ဒီမှာ page student ဆိုတဲ့ဒီအောင်လေးကိုနှိပ်ပြလိုက်ပါနော် page student ဆိုတဲ့ဒီအောင်လေးကိုနှိပ်ပြလိုက်ပါโอเคအဲ့လိုမျိုးပေါ်လာပြီဆိုရင်တော့ဒီမှာcommunity standard evaluation okay ဖြစ်ပါတယ်ဒီမှာပေါ်မှာဒီကောင်လေးဆင်နေပါတယ်เนาะဒီ community ဒီเนาะ evaluation ကလည်း okay ဖြစ်ပါတယ်ကျွန်တော်တို့ပြန်ဖြည့်နေဆိုဒီမှာ recommendation ကလည်းကျွန်တော်တို့ဒီမှာ exit ပြပါတယ်เนาะဟုတ်เนาะဒီမှာကျွန်တော်အောက်ဆုံးကတစ်ခုပြလိုက်เนาะ monetization not eligible ဆိုတဲ့ဒီမှာမပြတော့တွေ့လားဒီမှာအဲ့ကောင်လေးပြထားတယ်เนาะ okayမိတ်ဆွေဒီမှာဒီအောက်ဆုံးကဒီ monetization not eligible ဆိုတဲ့နေရာလေးကိုထပ်နေပြလိုက်ပါ okay ဒီဟာလုံးဝဒီနော်အခုမှ Facebook page ဆက်လုပ်ပြီးတော့ဒီဗီဒီယိုတင်ပြီးတော့ပိတ်ဆန်ရှာမယ်ညီကိုများနော်မောင်နှမတွေညီမတွေများနော်အမတွေများလုံးဝအရေးကြီးနေရတာဒီမျိုးကိုယ့်ရဲ့ Facebook page ကဒီနော်ဒီ monetization ကိုဝင်လိုက်ပြီဆိုတာနဲ့အဲ့လိုမျိုးပြနေနော်ဒီလိုမျိုးအပြာရောင်လေးမိခွန်ရောင်လေးပြနေပြီဆိုရင် message ရဲ့ Facebook page ကလုံးဝငွေရှာလို့မရပါဘူးเนาะ not eligible ဖြစ်နေမှာ not eligible ဆိုတာဘာလဲဆိုတော့ခွင့်ပြုတဲ့နိုင်ငံမဟုတ်ဘူးလို့တက်ပြီးရခွင့်ပြုတဲ့နိုင်ငံမဟုတ်ဘူးဆိုတော့တက်ပြီးရတော့ message ဗီဒီယိုဘလောက်ဝတ်တင်နေပိတ်ဆံမဝင်ပါဘူးเนาะ monetization ရပြီလေเนาะ content monetization ရပြီဆိုရင်သူကပိတ်ဆံမရပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဒီကောင်လေးကိုဒီမှာဒီကောင်လေးကအစင်းရောင်လေးပြပြီးတော့เนาะဒီဒေါ်လာဆိုင်လေးကအစင်းရောင်လေးပြပြီးတော့ရှင်းလို့ပြပြီးတော့เนาะဒီနားလေးတွေမှာအဝါရောင်လေးတွေမှန်းနေတာဒါမှသာလျှင် message ရဲ့Facebook page ကဝင်ရှာလို့ရမှာဖြစ်ပါတယ်ဟုတ်တယ်အဲ့ဒါလေးကိုကျွန်တော်တို့ကဒီကောင်လေးကို not eligible ကနေเนาะဒီလိုမျိုးဒီ you are not eligible and yes ဒီနေရာကနေကျွန်တော်တို့ visit ဖြစ်အောင်လုပ်ရမယ်ဆိုတော့ဒီနေ့ message ဒီဗီဒီယိုမှာကိုယ်တိုင်လုပ်ပြပါမယ်เนาะ message လေးလုပ်လို့ရအောင်เนาะ okayဒါဗီဒီယိုလည်းအဆုံးလေးလေးပဲကြည့်ရှုဖိတ်ခေါ်တယ်เนาะโอเคအဲ့ဒါကျွန်တော်ပြန်ထွက်လေးလိုက်ပါတော့เนาะ message ကိုနောက်တစ်ခုကျွန်တော်ထပ်ပြမယ်เนาะနောက်တစ်ခုထပ်ပြမယ်ဆိုရင်တော့ကျွန်တော်ပိတ်တစ်ခုထပ်ဝင်ပြလိုက်ဗျာเนาะ message ကိုတရားပြီးတော့ဘယ်ပြလဲဆိုတော့โอเคကျွန်တော်ဒီပိတ်လေးဝင်ပြရမယ်เนาะဒီမှာမြင်းမြင်းလုံးနှိပ်လိုက်မယ်เนาะမြင်းမြင်းကိုနှိပ်လိုက်မယ်ပြီးရင် sorry နောက်ရဲ့အကောင့်ထဲဝင်လိုက်မယ်ဟိုတယ်ဝင်လဲပြီးတော့ဒီမှာဒီအဆက်ဆုံးဆက်လေးကိုနှိပ်လိုက်မယ်ပြီးရင် page to test ဆိုတဲ့နေရာလေးကိုထပ်နေလိုက်မယ်
နော်ဒီမှာတွေ့လားမိတ်ဆွေတို့မြင်လားဒီမှာ monetization exit ဆိုတာတွေ့လားအဲ့လိုဖြစ်နေရနော်ဒီကောင်းလေးထမ်းနေလိုက်အဲ့ကောင်းလေးကိုထမ်းနေလိုက်မိတ်ဆွေခုနကပြခဲ့တာဒီနေရာမှာဘယ်လိုပြလဲဆိုတော့ဒီဒေါ်လာဆိုင်လေးဟာမိခွန်းလေးဖြစ်ပြီးတော့ဒီနားလေးဒီကောင်းလေးတွေဟာဘာတစ်ခုမှမရှိဘူးဟုတ်တယ်မလားအဲ့ဒါကြောင့်မို့တကယ်လို့မိတ်ဆွေရဲ့ပေးရပတ်စံရှာတဲ့ပေးဆိုရင်ဒီလိုမျိုးဖြစ်နေရမယ်နော်โอเคအဲ့ဆိုရင်မိတ်ဆွေသဘောပေါက်မှထင်ပါတယ်နော်โอเคခုနကပေးကိုကျွန်တော်ဒီလိုမျိုးဆင်းအောင်နော်ဒီအခုလိုမျိုးဆင်းအောင်ကျွန်တော်တို့လုံးမယ်ဖြစ်ပါတယ်နော်အဲ့ဒါကိုကျွန်တော်ကိုယ်တိုင်မိတ်ဆွေတို့ကိုလုပ်ပြပါဖြစ်ပါတယ်โอเคအဲ့ဒါကြီးကျွန်တော်ပြန်ထွက်လိုက်ပါတော့နော်ဒီကောင်းနဲ့ပြန်ထွက်လိုက်ပါတော့မယ်ပြန်ထွက်မယ်ဆိုရင်တော့မိတ်ဆွေကဒီကိုယ့်ရဲ့ပေးထောင်ထားတဲ့ admin အကောင့်တွေကိုဝင်ပေးရမှာနော် admin အကောင့်တွေဝင်ပေးလိုက်ပါโอเค admin အကောင့်ရောက်ပြီဆိုတော့မိတ်ဆွေဘယ်နဲ့ပြန်ထွက်လိုက်ပါဘယ်နဲ့ပြန်ထွက်လိုက်ပြီးတော့မိတ်ဆွေဒီမိတ်ဆွေမှာမိတ်ဆွေဘာသုံးလို့တော့မသိဘူးဗျာကျွန်တော်ဒီ Chrome လောက်သာသုံးရဗျာနော်sorry Chrome လောက်သာသုံးလို့ကျွန်တော်မိတ်ဆွေ Chrome ကိုနှိုက်လိုက်ပါမိတ်ဆွေကတော့မိတ်ဆွေသုံးနေတဲ့ browser တစ်ခုခုတွေကိုဝင်ပေးလိုက်ပါနော်ကျွန်တော်ကတော့ဒီ Chrome browser တွေကိုဝင်ပေးလိုက်ပါမယ်โอเคအခုကမိတ်ဆွေတို့ပထမဆုံးကကျွန်တော်ပြခဲ့တဲ့ဒီ no eligible ကိုကျွန်တော်တို့ခုနကဒီဒုတိယတစ်ခုမှပြခဲ့တဲ့ exit ဖြစ်အောင်ကျွန်တော်လုပ်မှာနော်ဘာလာဆိုင်နဲ့ဆင်းအောင်လုပ်မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ Google search Google ဆိုတဲ့နေရာလေးကိုထပ်နေပြလိုက်ပါနော်ဒီကောင်လေးကိုထပ်နေပြလိုက်ပါโอเคအဲ့ဒီနေရာမှာမိတ်ဆွေဒီဘားနေမှာနေ search bar မှာဘယ်လိုရက်ရှာရမလဲဆိုတော့မိတ်ဆွေဒီနေရာမှာဘယ်လိုရက်ရှာမလဲဆိုတော့ဒီမှာရှိတာဒီမှာ branded content Facebook ဆိုပြီးတော့ရက်ရှာပါမယ်နော်ရက်လိုက်ပါနော်မိတ်ဆွေရရမှာကတော့ဒီ search Google ဆိုတဲ့နေရာလေးမှာရက်ရပါမယ် sorry ဒီ search Google ဆိုတဲ့နေရာလေးမှာရက်ရပါမယ်ဟုတ်ပြီနော်ဒီကောင်လေးမှာရက်ရပါမယ်နော်โอเคအဲ့ကောင်လေးမိတ်ဆွေလေးရက်ရမှာကျွန်တော်ကတော့ခုနကဒီ branded content Facebook ဆိုပြီးရက်ပြီးသားရှိလို့ဒီကောင်လေးဝေးထပ်နေပါလားပေါ့နော်ထပ်လိုက်ပါမယ်မိတ်ဆွေကတော့ဒီလိုမျိုးမရရသေးဘူးဆိုရင်ဒီ search Google try တိုက်ဆိုတဲ့နေရာလေးမှာရိုက်ပြလိုက်ပါโอเคကျွန်တော်နှိပ်လိုက်ပါပြီ sorry နှိပ်လိုက်ပြီဆိုရင်တော့ဒီမှာတွေ့လားဒီမှာဗျာအောက်ဆုံးကဒီမှာ branded content ဆိုတဲ့ဒီအောင်နော်အဲ့ကောင်လေးကိုနှိပ်ပြရပါမယ်နော်အဲ့ကောင်လေးကိုနှိပ်ပြလိုက်ပါဘူဒီရောနင်းနေရှင်ကမိတ်ဆွေတို့တွေလုံးဝနော်အဲ့လိုမျိုးဖြစ်နေလုံးဝ service ads မလို့နဲ့ကိုယ့်ဟာကိုလုံးလို့ရတဲ့နေရောမိတ်ဆွေတို့ကိုအခုပြနေတာဖြစ်ပါတယ်နော်โอเคအဲ့လိုမျိုးပေါ်လာပြီဆိုရင်မိတ်ဆွေဒီကောင်လေးကိုပေါ်နေစုတင်လိုက်ပါပေါ်နေစုတင်လိုက်ပြီးဒီမှာမိတ်ဆွေတို့မြင်ရတော့တေချာဖြစ်ကြည့်ပါနော်ဒီ one လေးထဲမှာဒီမှာတွေ့လားဒီမှာ branded content 2ဆိုတဲ့ဒီမှာမြင်းချောင်းအောက်ကမြင်းချောင်းလေးပါတဲ့ကောင်ဒီကောင်နော်ဟိုအများတို့ရတဲ့နေရာလေးအဲ့ကောင်လေးကိုနှိပ်ပြလိုက်ပါနော်โอเคအဲ့ကောင်လေးကိုနှိပ်ပြလိုက်ပါโอเคနှိပ်ပြလိုက်ပြီဆိုတော့ဒီမှာတွေ့လားသူကဘယ်လိုပြောလဲဆိုတော့ဒီမှာ slip ပေးတဲ့မိတ်ဆွေကူ exit ဖြစ်ရင်လည်းပေးကိုမိတ်ဆွေမှာပေးဘယ်နှခုရှိတယ်တော့ကျွန်တော်ပြောတတ်ဘူးနော်အဲ့ဒါကြောင့်ဒီ slip ပေးဆိုတဲ့နေရာလေးကိုနှိပ်ပြရပါမယ်တွေ့လားဒီဘက်ကျမှလည်းဒီမှာညပြရတာတွေ့လားညပြတာတွေ့လားနော်အဲ့ကောင်လေးကိုနှိပ်ပြလိုက်ပါအဲ့ကောင်လေးနှိပ်ပြီးတော့ဆိုရင်အခုမိတ်ဆွေ exit ဖြစ်ခြင်းနဲ့ပေးကိုဒီနေရာမှာ select ပေးလိုက်ပါကျွန်တော်ကခုနကမိတ်ဆွေတို့ကိုပထမအဆုံးပြခဲ့တဲ့ဒီ Zone Entertainment ဆိုတဲ့ page ကိုကျွန်တော်ကဒီ not eligible ကနေနော် monetization exit ဖြစ်အောင်လုပ်မယ်ဆိုတဲ့ကြောင့်ကျွန်တော်ဒီ Zone Entertainment page ကိုကျွန်တော်ကဒီ select ပေးလိုက်ပါမယ်နော်ဒီ page ကိုကျွန်တော် select ပေးလိုက်ပါမယ် select ပေးမယ်ဆိုတော့ဒီညဘက် channel လေးကဒီအဝိုင်းလေးကိုနှိပ်ပေးလိုက်ပါနော် okay အဲ့ကောင်နှိပ်ပေးလိုက်ပါokay အဲ့လိုရောက်တော့ပြီဆိုတာနဲ့ဒီအောက်ကမိတ်ဆွေဒီ set ဆိုတဲ့ဒီကောင်လေးကိုထပ်နှိပ်ပေးရပါမယ်နော်ဒီ set ဆိုတဲ့ဒီကောင်လေးကိုထပ်နှိပ်ပေးလိုက်ပါနော်အဲ့ကောင်လေးကိုထပ်နှိပ်ပေးလိုက်ပါโอเคအဲ့ဒါဆိုရင်ရပါပြီနော်အဲ့ဒါဆိုရင်ရပြီဆိုရင်တော့မိတ်ဆွေဘယ်နဲ့ပြန်ထွက်ပါရအောင်နော်ဘယ်နဲ့ပြန်ထွက်လိုက်တော့ဘယ်နဲ့ပြန်ထွက်ပြီးမိတ်ဆွေရဲ့ Facebook ဒီခုနကကျွန်တော်လောက်ထားတဲ့ဆုံး entertainment page ကိုကျွန်တော်ပြန်တော့ပါမယ်နော်ပြန်တော့မယ်ဆိုတော့ Facebook တွေကိုပြန်ဝင်မိလိုက်ပါโอเคပြီးရင် login ဝင်ပြီးလိုက်ပါဒီအပေါ်ကမြင်းကြောင်းလေးကိုနှိပ်ပြီးလိုက်ပါပြီးတော့အခုပြထားတဲ့ဒီမြားလေးကိုနှိပ်လိုက်ပါ
ပြီးတော့ခုနကမိတ်ဆွေဝင်ခဲ့တဲ့ page ကိုပြန်ဝင်ပြလိုက်ပါအခုကကျွန်တော်ဇောင်းဝင် entertainment ဆိုတော့ဇောင်းဝင် entertainment ကိုဝင်ပြလိုက်ပါ okay အဲ့လိုမျိုးပေါ်လာပြီဆိုတော့ကျွန်တော်ကဒီနေရာမှာဒီလူရုံးနဲ့ဒီကောင်လေးကိုဝင်ပြလိုက်ပါမယ်တခါလေးနော် okay ပြီးပြီဆိုတော့လည်းမိတ်ဆွေဒီနေရာမှာဒီအောက်ကအဆက်ဆုံးလေးကိုထပ်နေပြလိုက်ပါအဆက်ဆုံးလေးကိုထပ်နေပြလိုက်ပါနော်ကျွန်တော်တို့ home ပြန်ကြည့်အောင်ပါနော် okay okay အဲ့လိုမျိုးပေါ်လာပြီဆိုရင်တော့မိတ်ဆွေဒီနေရာမှာ page student ဆိုတဲ့နေရာလေးကိုထပ်နေပြလိုက်ပါမယ် page student ဆိုတဲ့အကောင်လေးကိုထပ်နေပြရပါမယ် okay ဒီမှာတွေ့လားမိတ်ဆွေမြင်လိုက်တိုင်းမယ်နော်ခုနကဒီနေရာမှာ monetization မှာ not eligible ဖြစ်နေတယ်အခုမိတ်ဆွေမြင်လိုက်တိုင်းမယ် exit ဖြစ်သွားနော်ဒီမှာကြည့်လား exit ဖြစ်သွားတွေ့လား okay အဲ့ကောင်လေးကိုထပ်နေပြလိုက်နော် monetization exit ကိုထပ်နေပြလိုက် okay ဒီမှာတွေ့လားနော်မိတ်ဆွေမြင်လိုက်တိုင်းမယ်နော်အခုကအပြာရောင်လေးကနေအခုဒီမှာဒေါ်လာရှာလို့ရတဲ့အစိမ်းရောင်လေးဖြစ်တော့ပါပြီခင်ဗျာနော်ကဲဒါဒီမိတ်ဆွေတို့ကိုအခုမိတ်ဆွေတို့ရှင်းပါရင်ကျွန်တော်လောက်ပြတာနော်ဒီလိုမျိုးဖြစ်နေမိတ်ဆွေတို့စပစ်တော့ရင်တသိန်းသုံးတသိန်းခွဲလောက်ကုန်ပါဟုတ်တယ်နော်โอเคအဲ့ဒါကိုမိတ်ဆွေတို့စပစ်ကိုတော့အဲ့ဆရာမလို့ဘယ်လဲအဲ့လိုမျိုးကိုယ့်ရဲ့ Facebook page က no eligible ဖြစ်နေရင်နော်အဲ့လိုမျိုးလုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိတ်ဆွေတို့ကိုရှင်း sharing လုပ်ပြတာဖြစ်ပါတယ်နော်โอเคတကယ်လို့မိတ်ဆွေတို့မသိတာများရှင်းပြီးကျွန်တော်ကိုလာမေးနိုင်ပါတယ်နော်โอเคဒါဆိုတော့ကျွန်တော်ပြန်ထွက်လိုက်ပါတော့ကြာနော်အားလုံး bye bye